ဝါချန်ထွားပြီးမျက်နှာအသားရည်မဲညစ်တာကမေပန်းဒီဇိုင်းမျက်နှာသိစစ်ပြနဲ့မတွေ့တယ်လို့ပါသူနဲ့ဆိုရင်တော့ဒီပြဿနာတွေကအကုန်လုံးဖြေရှင်းပြီးသားပဲတောင်ဆွဲသူတယောက်နေနဲ့ဆိုရင်မေစင်ကိုယ်တိုင်စမ်းသုံးခြင်းမှာတိလိုက်ရတဲ့ခုကတော့နေ့စဉ်ပုံမှန်လေးပေါင်းတင်ပြီးတော့သုံးပေးနေုံတင်မေစင်တို့မျက်နှာပြင်ပေါ်မှာအညစ်ကြေးတွေကြီးတွေကိုပျောက်စင်အောင်လုပ်ပေးုံတင်မကဘူးရှိနေတဲ့ဝါချန်တွေဆိုရင်နှစ်ပတ်နဲ့ပြားချက်ပြီးတော့အစီတွေလည်းကြွေကြလာတယ်ဒါပြင်ဝါချန်တွေကြောင့်အသားရည်မဲညစ်နေတယ်လို့ဆိုရင်တော့မျက်နှာလေးတိတ်ပြီးတာမျက်နှာအသားရည်ဆိုရင်တစ်စစ်ကြည်ပြီးတော့ဖြူတာကတော့လက်တွေ့ပါဒီညီမလေးဆိုရင်တော့ရန်ကုန်တိုင်းဒလမြို့ကသူ့ရဲ့မျက်နှာဆိုရင်ဝက်ချန်တွေထွက်ပြီးတော့အသားရည်တွေကအရန်ကိုမှမဲညစ်နေလို့ဒီပန်းဒီဇိုင်းမျက်နှာသိစစ်ပြအောင်နှစ်ခဲလာမှာသွားတယ်ရေယုံကြည်နဲ့မှာယူအားပေးမှုကိုလည်းကျေးဇူးတင်ပါတယ်မေးထားတဲ့မန်းပိုင်ရွှေညီမလေးရေပဲပြည်နယ်တိုင်းကလည်းရှင်အသေးစိတ်သိချင်တယ်ဆိုရင်တော့ချက်ပေါက်စီပြီးစေးလာရောက်မေးမြန်းလို့ရပါတယ်မြန်မာနိုင်ငံအတွင်းအိမ်ရောက်ဝန်ဆောင်မှုရတဲ့မြို့နယ်တိုင်းကိုအိမ်ရောက်ငွေချေစနစ်နဲ့ပို့ပေးနေပါတယ်ရှင်ဝက်ချန်စားဝက်ချန်အစီဘူးပြဿနာရှိနေတဲ့သူကအစစိတ်ချလက်ချသုံးလို့ရပါ